ဒီဆရာကြီးကလည်းယေရှုလက်ခံအင်္ဂလိပ်တရားဆိုလက်ခံမှုစွတ်ပြောနေတယ်ယေရှုယုံရင်မရဘူးလားအဲ့ဒါကျမ်းစာတက်တယ်စစ်တောင်းတယ်အလူငွေထည့်တယ်မိဘမဲ့တွေကူညီတယ်ဒါဆိုရင်မပြီးနေဘူးမဟုတ်ဘူးလားဘာဖြစ်လို့အင်္ဂလိပ်တရားနဲ့ပဲယုံကြည်ဖို့စွတ်ပြောနေတာလဲအဲ့လိုပြောတဲ့သူရှိယေရှုကငါအပြစ်တော့တားလိုက်မှာအသေးခံတယ်အဲ့ဒါကအပြစ်လွတ်ပေးခြင်းဖြစ်တယ်အဲ့ဒါကိုယုံကြည်အပြစ်လွတ်တယ်လို့မသိရသူကယေရှုကိုမသိတဲ့သူလည်းမရအဲ့တော့ဘုရားကျောင်းမှာတစ်ဆင်းနေအမြဲတမ်းဆိုတယ်ဘုရားကျောင်းမှာအမြဲတမ်းအလူငွေထည့်နေတယ်ယေရှုကိုင်းမှာအသေးခံတာကငါတော့ဖြစ်တယ်အဲ့ဒါကိုယုံကြည်မှအပြစ်လွတ်တယ်ဆိုတော့သူမသိသေးဘူးဆိုအဲ့ဒီကယေရှုကအမှန်မသိသေးတော့ဥစ္စာတော့ပြောဆရာဒီမှာအင်္ဂလိပ်တရားမလို့အပ်ဘူးနော်အခြားအကြောင်းပြောပြပါဒါဆိုယေရှုခရစ်တော်ကိုလက်မခံသေးတဲ့သူအားလုံးဟာဘာပဲလဲလူဟောင်းပဲတော့ယေရှုကိုလက်ခံရင်တော့မှဘာတရားနဲ့လက်ခံဖို့လိုတာလဲကျွန်တော်အဲ့ဟာလေးကလေအသင်းတော်တွေကတော်တော်များလေအဲ့ဟာလေးကြိုင်အမြင်ဆူးရှာတယ်ဒီဆရာတွေကလည်းယေရှုကိုလက်ခံအင်္ဂလိပ်တရားဖြစ်လက်ခံဖို့စွတ်ပြောနေတယ်ယေရှုယုံရင်မရဘူးလားဟလာကျမ်းစာတက်တယ်ဆုတောင်းတယ်အလူငွေထည့်တယ်မိဘမဲ့တွေကူညီတယ်ဒါဆိုရင်မပြီးနေပြီမဟုတ်ဘူးလားဘာဖြစ်လို့အင်္ဂလိပ်တရားနဲ့ပဲယုံကြည်ဖို့စွတ်ပြောနေတာလဲအဲ့လိုမျိုးပြောတဲ့သူတွေရှိဒါစာရမဏေရဲ့ပရိယေတစ်ခုပဲဆိုတော့အင်္ဂလိပ်တရားဆိုတာအများကြီးပြောတယ်အင်္ဂလိပ်တရားဆိုအတွေးခေါ်မဟုတ်ဘူးအယူဝါဒလည်းမဟုတ်အင်္ဂလိပ်ဆိုတာယေရှုကားတိုင်းမှာအသေးခံတဲ့လှုပ်ဆောင်မှုကိုပြောတာဖြစ်တယ်ယေရှုကားတိုင်းမှာအသေးခံတာကကျွန်တော်တို့အပြစ်အတွက်ကိုယ်စားခံပေးတာကျွန်တော်တို့အပြစ်လွတ်ဖို့အတွက်အသွေးသွင်းမှအပြစ်လွတ်မယ်အသက်ကြီးလည်းအသွေးနိုင်တည်တယ်ဆိုတဲ့ယေရှုရဲ့အသေးခံပေးတာအဲ့ဒီအသေးယေရှုကားတိုင်းမှာလှုပ်ဆောင်ပြီးတော့လက်မခံယေရှုကိုလက်မခံတာနောက်ပဲဆုံးပြောရမယ်ဆိုရင်ယေရှုကငါအပြစ်အတွက်ကားတိုင်းမှာအသေးခံတယ်အဲ့ဒါကအပြစ်လွတ်ပေးခြင်းဖြစ်တယ်အဲ့ဒါကိုယုံကြည်အပြစ်လွတ်တယ်လို့မသိတဲ့သူကယေရှုကိုမသိတဲ့သူလိုပဲမှတ်ရခရိယန်ဖြစ်တာကြာပြီကွာဟုတ်လားအမှုတော်ဆောင်တာကြာပြီကွာယေရှုကအသေးခံခြင်းကငါတို့တက်ဖြစ်တယ်အဲ့ဒါကိုယုံကြည်မှအပြစ်လွတ်မယ်ဆိုတာတော့ तू မသိသေးဘူးဆိုရင်အဲ့ဒါယေရှုကိုသိတဲ့သူမဟုတ်သေးဘူးသိကျွမ်းတဲ့သူမဟုတ်သေးဘူးအဲ့လိုပြောလို့ရအဲ့တော့ဘုရားကျောင်းမှာတခြင်းတွေအမြဲတမ်းဆိုတယ်ဘုရားကျောင်းမှာအမြဲတမ်းအလူငွေတွေထည့်နေပေမဲ့ယေရှုကိုင်းမှာအသေးခံတာကငါတက်ဖြစ်တယ်အဲ့ဒါကိုယုံကြည်မှအပြစ်လွတ်တယ်ဆိုတော့ तू မသိသေးဘူးဆိုရင်အဲ့ဒီလူကယေရှုကအမှန်မသိသေးတော့သူပဲတိကျွမ်းခြင်းမရှိမမသူမသိသေးလို့ပဲအချို့ကအင်္ဂလိပ်တရားကြိုင်စိတ်ဆိုးတယ်လာပြန်ပြီဒီအင်္ဂလိပ်တရားဒီတစ်ပတ်လည်းလာပြန်ပြီအင်္ဂလိပ်တရားအချို့ကနားမထောင်ချင်တော့ဘူးလေစိတ်ဆိုးလာတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကဘာတော်တရားဆရာကြီး Charles Spurgeon ကပြောလဲဆိုတော့ကျွန်တော်တဲ့အသင်းတော်များမှာအင်္ဂလိပ်ဝင်ရတဲ့ခါမှာတဲ့အချို့တော့သူကညှို့ညင်ပြီးညူးစုတယ်အဲ့ဒီသူကဘယ်သူတွေလဲလို့ပြောတဲ့ခါမှာခရစ်တော်ရဲ့စစ်မှန်တဲ့အင်္ဂလိပ်တရားကိုလက်မခံတဲ့ဘာသာဝင်အမိခံခရစ်ယာန်တွေဖြစ်တယ်တကယ်ယေရှုခရစ်တော်ကိုမိမိကယ်တင်မှရှင်ဖြစ်ယုံကြည်ခဲ့တဲ့သူကဒီတရားကြောင့်ငါဖျားသားဖြစ်တယ်ဒီတရားကြောင့်ငါအပြစ်လွတ်တာဖြစ်တယ်လို့ဒီတရားကိုကြားတဲ့ခါမှာယေရှုတင်တဲ့စိတ်ဝမ်းမြောက်တဲ့စိတ်တွေရှင်လန်းစွာပြန်လဲပြီးတစ်ဖန်ပြန်နိုးကြားပြီးထွက်ပေါ်လာတယ်မညူးစုခရစ်တော်ရဲ့အသေးခံခြင်းတရားကြားပြီးညူးစုတဲ့သူကထိုတရားနားမလည်တော့သူလက်မခံသေးတော့သူပဲဖြစ်တယ်လာပြန်ပြီဒီတရားအချို့အသင်းဦးဆန်တော်ပြောဆရာဒီမှာအင်္ဂလိပ်တရားမလိုအပ်ဘူးနော်အခြားအကြောင်းပြောပြပါစီးပွားရေးအကြောင်းပြောပြပါအသင်းတော်နဲ့ပတ်သက်တယ်လူမှုရေးအကြောင်းပြောပြပါလူငယ်တွေအကြောင်းပြောပြပါတနည်းအားဖြင့်တော့အသင်းတော်မှာစာပေဟောပြောပွဲလို့ motivate လုပ်တဲ့ခွန်အားပေးတဲ့စကားတွေပဲလူတွေကိုကြားသိချင်တယ်ခရစ်တော်ရဲ့စကားယုံကြည်ခြင်းစကားခရစ်တော်ဘာပြောလဲဆိုတော့တုံသင်တဲ့စကားနားထောင်ကောင်းခြင်းမကောင်းခြင်းတော့ဘုရားပြောရင်နားထောင်ရမယ်ဘုရားပြောရင်ပြင်ရမယ်ဆိုတဲ့အမိတ်ပေးတဲ့တုံသင်ခြင်းမျိုးလုပ်ကိုလုပ်ရမယ်ဆိုတော့ဟောပြောခြင်းမျိုးကိုလူတချို့ကလုံးဝမကြိုက်ငါတို့ပလင်မှာလာဆူနေတာလားငါတို့ပလင်မှာလာပြီးတော့မှအမိတ်ပေးနေတာလားအဲ့လိုခံစားရအဲ့လိုခံစားဒါမားတယ်ဘာလဲ तू စီးရင်နေတာလား तू ဆရာကြီးလား तू ဘယ်လောက်သိလို့လဲအဲ့လိုမျိုးယုံကြည်သူအသင်းတော်တွေအများကြီးရှိတယ်အချို့တော့ဓမ္မဆရာတွေရတယ်အဲ့ဒီလူတွေနဲ့အစဉ်ပြေဖို့အဲ့ဒီလူတွေရှိကပတ်စံအဲ့ဒီလူတွေအလူငွေကိုမျောလင့်တဲ့အတွက်အဲ့ဒီလူတွေနဲ့အလိုက်ထိုက်နေတယ်တောင်ရှင်ဘောလူကပြောတယ်ငါတို့ကတဲ့ခရစ်တော်ရဲ့ကျွန်ဖြစ်တယ်ခရစ်တော်ရဲ့မျက်နှာကိုပဲရှာမယ်လူရဲ့မျက်နှာကိုမထောက်လူရဲ့မျက်နှာကိုလည်းမရှာလူရဲ့စိတ်ကိုနူးညွတ်ခြင်းကလည်းမကြိုးစားဘူးတဲ့လုံးဝငါတို့မကြိုးစားဘူးတဲ့တော့လူတွေခွန်အားရသွားတယ်တွတ်ထိသွားတော့သူတို့စိတ်ကိုနူးညွတ်သွားတော့သူတို့ရှိကိုရောက်လာဖို့တက်မှာခရစ်တော်စကားကိုကြားပြီးပြောင်းလဲသွားတယ်ခရစ်တော်ထံကိုရောက်သွားတယ်ယာကုပ်ဇကဲကဲ့သို့အပြစ်တွေအလုံးဆုံးပြပြီးခရစ်တော်နောက်လိုက်တယ်မာဂလမာရိကဲ့သို့ခရစ်တော်ရဲ့အသက်တာတွေပြည့်ရဲ့အသက်ရှင်တဲ့အသက်တာပြောင်းလဲခြင်းကိုပဲလိုချင်တယ်ခရစ်တော်အပေါ်မှာပြောင်းလဲသွားတယ်ပြောင်းလဲခြင်းအဲ့ဒီလိုမျိုးလင်းပြီးတရားဟောတာဖြစ်တယ်လူတွေကိုယ်သဘောကျလာပြီကိုပြောရင်နားထောင်ပြီငါပြောရင်တော့နားထောင်တယ်ငါဟောမှသူများသဘောကျတယ်အဲ့ဒါကိုကျင့်နေတဲ့အမှုတော်ဆောင်မျိုးလည်းမဖြစ်ဖို့လိုအပ်တယ်ဒါကြောင့်မို့ကျွန်တော်ဘဝအသက်တာထဲမှာလူဟောင်းခရစ်တော်ကိုလက်မခံရင်လူဟောင်းပဲဒါဆိုအသင်းတော်ထဲမှာလူဟောင်းနေရှိလားအများကြီးပဲနော်သူတို့ကသူလူဟောင်းဖြစ်လို့ဖြစ်နေမှန်းတော့မသိကိုလူဟောင်းမှန်းတော့မသိနော်ဒါကြောင့်မို့လူဟောင်းဆိုတာယေရှုခရစ်တော်ကိုမယုံကြည်တဲ့သူအားလုံးပါပဲလေလူဟောင်းဖြစ်တယ်နော်ကဲဟုတ်ပြီ